ထိုင်းနိုင်ငံရဲ့တရားစခန်းတစ်ခုမှာကျွန်တော်ဘဝအတွက်ပထမဦးဆုံး10 ရက်တာစေနာဝန်ထမ်းလှူအားပေးအဖြစ်ဝင်ရောက်လုပ်ကင်ခဲ့တဲ့ဗီဒီယိုကိုအမတ်တရားအနေနဲ့ရိုက်ကူးခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီနေရာလေးမှာကျွန်တော်ဘာတွေလုပ်ခဲ့လဲဘယ်လောက်ထိအေဂျင့်တာရလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်သွားခဲ့တဲ့နေရာလေးကနကွန်ရာချီစီမှာပတ်ချွန်ခရိုင်မှာရှိတဲ့တောရကျောင်းလေးတစ်ခုမှာပြုလုပ်တဲ့ဒီတရားစခန်းလေးပေါ့နော်10 ရက်တာကျင်းပခဲ့တာဖြစ်ပါတယ်ဒီနေရာလေးကတော့တရားထိုင်မဲ့သူတွေအတွက်ဖြစ်ပါတယ်ပြီးတော့ဒီနေရာမှာထိုင်တော်မူရုပ်ပွားတော်စီတစ်ခုရှိပါတယ်အရန်ကိုမှတက်ပယ်တဲ့ဖရာတစုဖြစ်ပါတယ်တောရကြောင်ဖြစ်တဲ့အတွက်ကြောင့်အရန်ကိုအေဂျင့်တိတ်ဆိတ်ပါတယ်ရာသီဥတုကလည်းအေးတယ်ပေါ့နော်အေးချမ်းလေးနဲ့ကျင်းငတ်တာရကအတန်လေးတွေကြားပြီးတော့မှတကယ်ကိုအေဂျင့်တဲ့နေရာလေးတစ်ခုဖြစ်ပါတယ်တရားစခန်းမှာကျတော့ကျွန်တော်တို့ရဟန်းတန်ဃာတွေကျောင်းသားကျောင်းသူတွေတရားထိုင်တာကလူ600ကျော်လောက်ရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အခုလိုမျိုးတန်လေးတွေထိုးပြီးနေရတယ်ပေါ့နော်ဘယ်ချိန်ဖြစ်ဖြစ်ဒီလိုမျိုးမြတ်တာပိုးတဲ့အတန်လေးတွေဘုရားအတန်လေးတွေနဲ့တကယ်ကိုတာရတဲ့နေရာလေးတစ်ခုပေါ့နော် volunteer တွေကဘာတွေလုပ်ပေးရလဲဆိုတော့ကျွန်တော်တို့တွေကတန်ဃာတော်တွေဒီတရားထိုင်နေသူတွေစုံဖုံးဖို့အတွက်ကျွန်တော်တို့မနက်စာအာယုံဆုံးပေါ့နော်အာယုံဆုံးနေ့ဆုံးနေ့ကိုကျွန်တော်တို့ပြင်ဆင်ပေးရတယ်ဒီခါလေးကြလို့ရှိရင်ကျွန်တော်တို့အခုလိုမျိုးပဲဝင်မှွေပေးရတယ်ပေါ့နော်နှမ်းဖြူတာပေါ့ပြီးသွားရင်ကျွန်တော်တို့ကအခုလိုမျိုးချက်ပြုတ်ထားတဲ့ဟင်းတွေကိုဆုံးလောင်းမဲ့နေရာကိုကျွန်တော်တို့ကပို့ပေးရတယ်ပေါ့နော်ဝိုင်းတယ်ပေးရတယ်တကယ်လို့အလူရှင်တွေရှိတယ်ဆိုလို့ရှိရင်လည်းအခုလိုမျိုးပျော်စရာကြီးပေါ့နော်အလူရှင်တွေကသူတို့ကိုယ်တိုင်လာပြီးတော့မှအเจ้าမှာချက်ပြုတ်ပြီးတော့တေချာကတ်လူတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အာယုံဆုံးနေ့ဆုံးဆိုရင်ကျွန်တော်တို့အခုလိုပုံစံမျိုးနဲ့တန်ဃာတော်တွေပြီးသွားလို့ရှိရင်တရားထိုင်နေသူတွေအခုလိုမျိုးနှစ်ရိုးခွဲပြီးတော့ပေါ့နော်လောင်းလို့တာဖြစ်ပါတယ်အကောင်လုံးကဥပုသ်တွေဖြစ်တဲ့အတွက်ကြောင့်ညာဘက်ရောက်လို့ရှိရင်အေးတမျိုးမျိုးတော့ကတ်တယ်ပေါ့နော်ဒါပေမဲ့သူတို့ရဲ့ဖြော်ရည်လေးတွေကထူးဆန်းတယ်ဥမာရွှေဖြုံသီးတို့ကစုံဥတို့ကိုကျွန်တော်တို့ကဖြော်ရည်ပုံစံလုပ်ပြီးတော့ရာသီဥတုလည်းအေးတာဖြစ်တဲ့အတွက်အေးမဟုတ်ဘဲနဲ့ပူပူနွေးနွေးလေးကတ်တာဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ပိန်းဥဖြော်ရည်ဖြစ်တယ်ပိန်းဥကိုလုံးဝအဖက်မပါဘဲနဲ့အရည်ဖြစ်ရအောင်ကြိတ်ပြီးတော့မှကျွန်တော်တို့ကတ်တာပေါ့နော်အဲ့ဒီနေရာမှာလည်းကျွန်တော်တို့ကဝင်ပြီးတော့ဝိုင်းကူပေးရတယ်နေကင်းမဲ့ဆိုလို့ရှိရင်ဒီနေရာလေးကအရန်ကိုတာရတယ်အခုတွေ့တဲ့အတိုင်းပဲပေါ့နော်အပင်တွေစင်းစင်းဆူဆူရှိတယ်ပြီးတော့တောင်တန်းတွေနဲ့နီးနီးကက်ကက်ရှိတာဖြစ်တဲ့အတွက်ကြောင့်ရာသီဥတုကလည်းနေလို့ထိုင်လို့ကောင်းတယ်ပေါ့နော်ဒီနေရာလေးဆိုလို့ရှိရင်ဓာတ်ပုံရိုက်လို့အရန်လှတယ်ကျွန်တော်ဆိုလို့ရှိရင်လည်းဒီနေရာလေးကိုသွားပြီးတော့အမှတ်တရဓာတ်ပုံရိုက်ခဲ့တယ်ပေါ့နော်ဒီနေရာလေးမှာ10 ရက်တာလှူအားပေးခဲ့တာပင်မနေဆိုပေမဲ့လို့ကုသိုလ်လည်းရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့အရန်ကိုမှပြောခဲ့ရပါတယ်ကျွန်တော်ပြုခဲ့တဲ့ကုသိုလ်တွေလည်း9 ရက်သားသမီးများအားလုံးရကြစေဖို့အတွက်ဒီနေ့ဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ